ပိုင်နဲ့နန်းဆွေဒီဆိုကြောင့်နိုင်ငံခြားရောက်သွားရတဲ့နော်ဖောရတာလွမ်းပိုင်ရဲ့မချော3ယောက်ကိုတယောက်ဇလန်းမှာပါဝင်မိလို့နာမည်ပြတ်ပြီးတော့နိုင်ငံခြားထိထွက်ပြေးသွားရသူကတော့နော်ဖောရတာဖြစ်ပါတယ်။အခုဆိုရင်တော့နော်ဖောရတာကတရုတ်နိုင်ငံရှန်ဟိုင်းမှာရောက်ရှိနေတာဖြစ်ပါတယ်။ဒီမတိုင်ခင်မှာကလေးကနော်ဖောရတာကနာမည်ပြတ်တွေများစွာနဲ့အတိတ်ကအရှုပ်စရာတွေကိုဖော်ထုတ်ခံခဲ့ရတာကြောင့်မြန်မာနိုင်ငံမှာတောင်မနေတော့ပဲထွက်သွားမယ်လို့ပြောခဲ့ပူတာဖြစ်ပါတယ်။နော်ဖောရတာကအရန်ကိုချစ်စရာကောင်းတဲ့တိုင်းရင်းသူမင်းသမီးလေးတစ်ယောက်ဖြစ်ပြီးတရုတ်ဆောင်အိုက်တင်ပြပြင်တာကြောင့်လည်းလူချစ်လူခင်ပေါ်များခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ရုပ်ရည်နဲ့မှမလိုက်ဖက်တဲ့စနိုက်ဇက်ခင်းရဲ့လုံရက်တွေများစွာကိုလုံနေရဆိုပြီးတော့လွမ်းပိုင်စီကနေဖော်ထုတ်ခံခဲ့ရတာပါ။အခုချိန်မှာလွမ်းပိုင်နဲ့နော်ဖောရထားတို့တစ်ချိန်လုံးကနောက်မီးလင်းဖောက်ပြန်ခဲ့တဲ့တဲ့ရင်ကနေရအနှံ့မှာပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။လွမ်းပိုင်နဲ့ဘော်ဘီဆာဆာတို့စုံတွဲလေးဟာနာမည်ကြီးအဆိုတော်မဖြစ်ခင်ကတည်းကအခြေဦးစုံတွဲအနေနဲ့တွဲခဲ့ကြတာဖြစ်တယ်လို့အဆိုတော်ဖြစ်လာတော့လေပရိသတ်တွေရဲ့ချစ်ခင်အားပေးကြရတဲ့အနုပညာရှင်စုံတွဲလေးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းလွမ်းပိုင်နဲ့ဘော်ဘီဆာဆာတို့ကနှစ်ပေါင်း10နှစ်ကျော်တွဲပြီးမှနှစ်ဦးသဘောတူလမ်းခွဲသွားကြတာဖြစ်ပါတယ်။လွမ်းပိုင်နဲ့ဘော်ဘီဆာဆာလမ်းခွဲရတဲ့အကြောင်းရင်းကလွမ်းပိုင်ကနော်ဖောရထားနဲ့နောက်မီလင်းလို့ဘော်ဘီဆာဆာနဲ့ပြတ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့နော်ဖောရထားကတော့ပန်းလူသွေးပြီးတော့သူမကလွမ်းပိုင်နဲ့ဘော်ဘီဆာဆာပြတ်သွားတဲ့ကိစ္စမှာဘာမှမသက်ဆိုင်ကြောင်းအသိမိတ်ဆွေတွေကမေးတိုင်းမှာသူမကြောင့်မဟုတ်ရပါဘူးလို့ညင်းခဲ့တာဖြစ်ပါတယ်။လွမ်းပိုင်ကိုယ်တိုင်ကလည်းအဲ့ဒီအချိန်မှာအချစ်မွန်ပြီးတော့နော်ဖောရထားနဲ့ဘာမှမဆိုင်ကြောင်းကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လွမ်းပိုင်ကအောက်ဖေးလန်ပြီးတော့သူကဘော်ဘီဆာဆာနဲ့မပြတ်ခင်ကလေးကနောက်မီလင်းတာနန်းဆွေဒီဆိုကြောင့်မဟုတ်ပဲနော်ဖောရထားနဲ့တွဲခဲ့တာဆိုပြီးတော့ဖော်ကောင်လုပ်ခဲ့ပါတယ်။တကယ်တော့လွမ်းပိုင်နဲ့အခုတွဲနေတဲ့ချစ်သူနန်းဆွေဒီဆိုကိုကာကွယ်ဖို့အတွက်နော်ဖောရထားကိုချနှင်းခဲ့ရပါ။ဒါကြောင့်လည်းနော်ဖောရထားရဲ့ဂုဏ်သိက္ခာတွေကျဆင်းခဲ့ရပါတယ်။လွမ်းပိုင်တဲ့ကိစ္စကိုဗီဒီယိုဖိုင်နဲ့တကွဖော်ထုတ်ခံလိုက်ရုံသာမကအရင်တုန်းကသူမအနေနဲ့သူများရေးစားတွေကိုပြက်စဲအောင်လုပ်ခဲ့တဲ့အကြောင်းတွေကလည်းတားဆီးလို့မရနိုင်အောင်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ဒီကြားထဲမှာဒါရိုက်တာပြည်ရင်တရားကြောင့်လည်းနော်ဖောရထားတယောက်ပို့ပြီးတော့အဆက်ကွဲရပါတယ်။ဒါတွေကြောင့်ပဲအရင်အဆက်ရသွားခဲ့တဲ့မင်းသမီးကျော်လေးနော်ဖောရထားကအောင်မြင်နေတဲ့မင်းသမီးဘဝကိုတောင်ဆွတ်လွတ်ပြီးတော့မြန်မာနိုင်ငံကနေအပြေးထွက်ခွာသွားတော့မယ်ဆိုတဲ့သတင်းထွက်ပေါ်ခဲ့ပါတယ်။သူမအနေနဲ့ဒီလိုမျိုးအဆက်ကွဲရတဲ့အနေအထားကြီးမှာပရိသတ်တွေရှေ့ကိုပြန်မထွက်လာနိုင်တော့အကြောင်းနိုင်ငံခြားမှာပဲဇက်မြုပ်ပြီးတော့နေထိုင်သွားတော့မယ်လို့စိတ်ကူးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လက်ရှိမှာဆိုရင်တော့နော်ဖောရထားကသူမရဲ့ social media account တွေကိုတောင်ဖျက်ပစ်ခဲ့ပြီးတော့တရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာလဲပတ်နေပါတယ်။နော်ဖောရထားကချစ်သူဖြစ်သူမြန်မာနိုင်ငံရဲ့ထိပ်တန်းတထေးကြီးထက်ခိုင်ဝင်းနဲ့လဲပတ်နေရဖြစ်ပါတယ်။ကိုထက်ခိုင်ဝင်းကမြန်မာပြည်ရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တယ်လို့ချစ်သူနော်ဖောကိုလည်းအပြေးအဝကာကွယ်ချစ်ပေးနေရသူပါ။နော်ဖောရထားကတရုတ်နိုင်ငံမှာပျော်ရွှင်စွာနဲ့လဲပတ်နေတဲ့ပုံရိပ်တွေကိုမျှဝေလာခဲ့ပေမယ့်မျက်နှာမှာကောင်းတာကိုတွေ့ရပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောလွမ်းပိုင်ကြောင့်စိတ်တရားရပြီးတော့နိုင်ငံခြားမှာအပန်းဖြေခရီးထွက်နေရတယ်။နော်ဖောပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်။ဆုံးတဲ့ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်။